ပရိအပွဲဆုံးမေတ္တာသုတ်ပါဠိအနာမေတ္တာသုတ်သမိန်ခါရဟန်းတော်ငါရာတို့သည်မြတ်စွာဘုရားထံမှကမ္မထံတရားကိုယူ၍တောအုပ်တခုတော်နေထိုင်လျက်ရှိနေရကြသောအခါရဟန်းတော်များကနေရာဖြေပေးကြရသောနိုင်အကျိုးကအမျိုးမျိုးခေါင်းလဲသောကြောင့်တရားဖျောင်းနှလုံးမသွမ်းနိုင်ပေจิตတဲ့ခေါ်ပြီးဖရာတံပြန်ပြီးကြီးရောက်လိုက်ပါလေမြတ်စွာဘုရားကမေတ္တာလမ်းနာကိုယူပြီးထိုနေရာသို့ပြန်တို့လာပြီးကြီးတိုက်တွန်းသောကြောင့်ပြန်တို့လာခပါလေရဟန်းတော်တို့၏မေတ္တာတိုက်ကြောင့်နိုင်မြကခိတ်ခံမရနိုကပြီးအန္တရေမပရုမူ၍ငင်းအေးကြွာနေရကြရလေသည်ယေသနုဘာဝတောယာခာနေဝဒသန္တိပိသနံယမိကျေဝနုယုံကြံတောရတ္တင်ဒေဝမတ္တန္တိတောသုခံသုပတိသုတ်တော်ကြပပံကိจิနပသတိဧဝမန္တိဂုဏုပေတံပရိတတံဗနာမဟေကရဏီယမတ္တကုသလေနယန္တသန္တံပတံအဘိသမေကြဇာကောဥဂျူကြသုဟုဂျူကြသုဝါကြောဇသမုဒုအနတိမာနိသန္တုသကောကြသုဘရောကြအပကေကြောကြသန္လာဟုတ်ကဝုတ်တိသန္တိန္တရိယောကြနိဗ္ဗာကောကြအပကေဘောကုလေသွနာနုဂိတောနာကြခောဒမာจเรကိဉ္จิယေနဝိညုပရေဥပဝဒေယောသုခိနောဝခေမိနောဟွန္တုစိုက်ပေသတ္တဘဝန္တုဒုခိတတ္တံယေကေจิပါဏဗုတ္တတိတသဝါထာဝရာဝနဝသေသံဒေဂဝယေဝမဟန္တာမජ္ဂျိမာရတကအနုကထူလံဒိဋ္ဌဝါယေဝအဒိဋ္ဌယေဝဒုရေဝသန္တိအဝိဒုရေဗုဒ္ဓဝသံဘဝေတိဝသဗ္ဗသတ္တံဘဝန္တုဒုခိတတံနာပရောပရဏိကုဘေထနာတိမညေထကတ္ထจิနာကိဉ္จิဗျာရောသနာပတိကသဉ္ညနာညမညေတဒုက္ခမေချေယမာတယထာနိယံပုဒ္ဒမာယုတံဧကပုဒ္ဒမနုရခေဧဝံပိသဗ္ဗဗုတေသုမာနတံဘာဝယေအပရိမာဏံမေတ္တံចသဗ္ဗလောကသမိမာနတံဘာဝယေအပရိမာဏံဩဒံအာဒောចတရိယံចအသံပါတံအဝေရမသပတ္တံဒိဋ္ဌံจရဏိစီနောဝဇာယနောယာဝတသဝိတမိတောဧတံသတိအဋ္ဌိထေယဗြဟ္မမေတံဝိဟာရမိဓမ္မာဟုဒိဋ္ဌိံចအနုပဂမ္မသီလဝါဒသနေနသံပန္နောကာမေသုဝိနေယကေတံနာဟိဇတုဂိပ္ပသေယပုဏ္ဏရေတိမေတ္တာသုတ်မရမဗံယေသနုဘာဝတောအကရမေတ္တာသုတ်ပရိတောအာနုဘာကံယာခာနိုင်အမြတ်တို့သည်ဘိသနိုင်ကရောမဖွေအာရုံမြို့ကိုနေဝတသန္တိမပရသနိုင်ကရာယမိကျေဝအကရမေတ္တာသုတ်ပရိတောနှင့်သာလျံရတ္တင်ဒေဝမတ္တန္တိတော
နေညာပဲလုံးပြန်ရိခမရှိပင်အနုယောဇန်တုရွဲချိုပွားများသူသည်သုခိုင်ခက်ခက်သာသာသုပတိအိကြရအေသုတ်တော်အိပ်ပျော်ရည်ရှိသောပါပန်ကင်ကြီးတကြုံတခုသောအိမချို့ကိုလေနပသတိမမရမာရဧဝမာတိကုဏပေတံဤသို့သောအကျိုးဂုဏ်အားအာနိသင်နှပြည့်စုံသောပရိတတဗနာမဟေတောမေတ္တာသုတ်ပရိတောကိုကျွယ်နှုတ်တို့သည်ရွယ်ကရကုံကျိုစန္တိုင်ငရိသာဤခဲသောပတိုင်နိဗ္ဗာန်ကိုအဘိသမေချအာရုံယထိုးဖောက်သိမရာတွင်အိုက်ထကုသလေနအကျိုးကြည်ပွား၌လီမာသူသည်ကရဏီယပရုကြရမေသိက္ခာ3ရက်ရှိဧဇာကောကြကျွဲ့နှင့်သူလေးအိုက်သပရဒံဧဥဂျူကြခရမဲသူလေးအိုက်သပရဒံဧသုဟုဂျူကြအလွန်ခရမဲသူလေးအိုက်သပရဒံဧသုဝါကြောကြချိုချူမလွေသူလေးအိုက်သပရဒံဧမုဒုနုညံ့ပြောပြောသူလေးအိုက်သပရဒံဧအနာတိမာနီမေမာနမရှိသူလေးအိုက်သပရဒံဧစန္တုသခောကြတောင်းတင်ရောင်းရေလွေသူလေးပရဒံဧသုဘရောကြမွေမူလွေသူလေးပရဒံဧအိုက်ပါကေကြောကြကေချာနေသူလေးပရဒံဧစန္ဒဟုကဝုတ်တိကြပေါပါသောအဖရမျိုးရှိသူလေးအိုက်သပရဒံဧစန္တင်တရိယောကြငိန်စားသောဣန္ဒြေရှိသူလေးအိုက်သပရဒံဧနိပါကောကြရံကျသောပညာရှိသူလေးအိုက်သပရဒံဧအိုက်ပါဂိုက်ဘောကြကရန်တန်ရွင်ပြခရမရှိသူလေးအိုက်သပရဒံဧကုလွေသွားနာနောဂိတောတွေ့တာမမောခရမရှိသူလေးအိုက်သပရဒံဧယေနအကရံဒုကြရအမောကရဝိညုပညာရှိဖရကုံသောပရိသုတပတို့သည်ဥပဝဒေယုံကျေရေကုံရာဧခောဒံယုံညံသောကင်ကြီးအစေအပွေကိုမြတ်ပံနာအာကြရေမပရုကျန်ရစိုက်ပေသတ္တသတ္တဝါအလုံးတို့သည်သုခိနောဝါကိုဧခေသာခရရှိကရကုံသည်လေကောင်ခေမိနောဝါဘေဒံကံဝေခရရှိကရကုံသည်လေကောင်ဟွန်တုဖေကရဘာကျေကောင်တတိဒုက္ခိတတံခေသာရွှံပြကျေရှိကရကုံသည်လေဘဝန္တုဖေကရဘာကျေကောင်တတိအနဝစေတံအလုံးစုံသောသာသဝါကြောက်တဲ့သောသတ္တဝါများထာဝရာဝါမကြောက်တဲ့သောသတ္တဝါများဒီဃဝါခန္ဓာကိုယ်ရေသောသတ္တဝါများမဟန္တာဝါခန္ဓာကိုယ်ခရီးသောသတ္တဝါများမဇ္ဈိမာဝါခန္ဓာကိုယ်အလိုက်ကျရှိသောသတ္တဝါများရသကဝါပူကွာသောသတ္တဝါများအနုကာဝါစိငယ်သောသတ္တဝါများထူလာဝါခြူဖရိုးသောသတ္တဝါများဒိဋ္ဌဝါမရံဖူးသောသတ္တဝါများအဒိဋ္ဌဝါမမရံဖူးသောသတ္တဝါများဒုရေဝသန္တိအဝေ၌နေသောသတ္တဝါများအဝိဒုရေဝသန္တိအနိအနာ၌နေသောသတ္တဝါများ
ဘူတဝါနောင်မပရိကရတော်မေရဟန္တာမြဆိုင်ပဝေစီဝါနောင်ဘဝသောရှာမိကရမေသိက္ခာပုထုဇဉ်များရေကေจิအလုံးစုံသောပါဏုဘူတံသတ္တဝါတို့သည်အိုက်တိရှိကုန်၏စိုက်ပါသတ္တဤသတ္တဝါအလုံးဘဝန္တုသုခိတတ္တကိုယ်ကျိနှပရာချမ်းသာကြပါစေပရောတပါးသောတယောက်စီပရံအခရစုတယောက်ကိုနာနေကုတ်ဘေထလေပိုက်ခရကောင်းရှံကြပါစေကိုက်ထจิတကူသောအရိုင်း၌နာကင်จิသုတပကိုနာတိမငေထမထီမေမရံပရုခရကောင်းရှံကြပါစေဗျာရောသနာကိုနှုတ်တော်ဖရာကြောကခရသည်လေကောင်းပတိကတညာယဒောသจิပရ၎င်းအညမညသအချံချံဒုက္ခမေချေယခြာရိခရံကိုအလိုမရှိကြပါစေလံမာတာမိခံသည်နိယံပေါတ္တမိမိရာ၌သာအရံဖရေသောဧကပေါတ္တံတူဒေသောသာကိုအာယုသာမိမိအသပရသောလေအနုရခေယာထအကျိမကွာကြောင်းလျှောက်ပြီးသကဲ့သို့ဧဝံပိဤအတူလေးစိုက်ပဘူတေသုအလုံးစုံသောတတ္တဝါတို့၌အပရိမာဏံအတိုင်းအတာပမာဏမရှိသောမာနတံမေတ္တာစိတ်ကိုဘာဝယေအကရင်ကရင်အခါခါပွားများရာ၏ဩဒံအထအရူပဘဝအာဒောကြအောက်ကာမဘဝတရိယံကြအလေရူပဘဝစိုက်ပလောကသမီအလုံးစုံသောလောက၌အပရိမာဏံပိုင်ခရကိုင်းဆိုင်ခမရှိသောမာနတံမေတ္တာစိတ်ကိုအသံပါတံအပွင့်အခရကကျိမရောခရမရှိအောင်အဝေရံဒေါသဟုသောအတွန်းရံမရှိအောင်အာသပတ္တံအပရံသူလေးမရှိအောင်ဘာဝယေပွားများရာ၏ဒိဋ္ဌံရိုက်လျောက်၎င်းကြရိုင်စွာလျောက်၎င်းနိသိနောထိုင်လျောက်၎င်းဆယနောအိလျောက်၎င်းယာဝတာအကရံမြလျောက်ဝိတမေတောကောင်းသောအိက္ခာငွေမြိုင်ခန့်သည်အာယမရှိတာဧတံသတိထိုမေတ္တာနရှင်သောသတိကိုအဋိဋ္ဌေယံကျွေးမေကြွာချောင်ရာဗြဟ္မမေတံဝိဟာရမေတ္တာမဟုဤမေတ္တာမကဂျိုင်နနေကရကိုထိုမဲ့သောနေကရဟုမေကြွာဖရာတို့ဟောကြတော်မူအပ်ပြီးထိုမေတ္တာဂျိုင်ရပြီးသောပုဂ္ဂိုလ်သည်ဒိဋ္ဌိကြအတ္တဒိဋ္ဌိသို့လေအနုပဂိုင်မမကိုင်တော်မူ၍သီလဝါလောကုတ္တရာသီလရှိသူသည်တတနေနသောတပတ္တိမဉ္ဇဉ်နဆိုင်ပန်သောပြေကျုံသူသည်ကာမေသုကာမဂုဏ်တို့၌ကေတံတွေ့တာမမောခရံကိုဝိနေယပေဖြောက်ပြီးဇာတုကြောင့်ကျွဲအမှန်ပူနာနောက်ထပ်တဖန်ဂိုက်ပသေးယံပဋိသန္တေနိခရံသို့နာဧတိမရောရတော့ပေမေတ္တာသုတ်တံနိဋ္ဌိတံဤမေတ္တာသုတ်ပရိတ္တောကိုဖွိုက်ဖဲရခရံအကျိုးခါအမရိမပက်ဖွိုက်ဖဲလေရှိသူတို့မှာ
အခရောအလှမခိုင်ရာခရာအနာရောဂါကံခရာအိမ်မချိုနမဲချိုအတိတ်ချိုမြမတွေ့ကြုံရာခရာလူနိုင်အမြခေခံခရာအခြေလာနာမကျူရှာခရာရူဆွဲသောဝေဒနာကံခရာမကြရဲဗြဟ္မဖူရောက်သည့်အထိအကျိုးပေးနိုင်ကျွမ်းရှိလေသည်